PDF စာမေးပွဲမှာ essay ကိုဂုဏ်ထူးမှတ်ရအောင်ဘယ်လိုရေးရမလဲဆိုတဲ့ video file တွေတင်းနေတာဖြစ်ပါတယ်။ပထမဆုံးတင်တဲ့နေ့က introduction ဘက်မှာ hook ရဲ့ background situation ရဲ့ thesis statement ရဲ့ဆိုတဲ့အင်္ဂါရပ်တွေနဲ့အညီရေးဖို့ကျွန်တော်တင်ခဲ့ပါတယ်။အဲ့ဒီ video file ရဲ့ကိုစိတ်ပါဝင်စားစွာနဲ့ကြည့်ရှုကြတဲ့သူတိုင်းကိုအားလုံးကိုလည်းကျေးဇူးတင်ပါတယ်။အဲ့ဒီမှာကျွန်တော်ဒီ background situation နဲ့ thesis statement နဲ့ခွဲခြားဖို့ခက်နေတဲ့သူတွေအတွက်ဒီ video file ကိုကျွန်တော်ထပ်ပြီးတင်ပါတယ်။ဒီမှာကျွန်တော်ကဒီ video file မှာ background situation နဲ့ thesis statement ကိုပို့ပြီးခွဲပြအောင်ရှင်းပြပါမယ်။အဲ့တော့ဟုတ်ပြီကျွန်တော်တို့အပေါ်ဆုံး topic ပြီးတဲ့အခါစီစာဖတ်တဲ့သူကိုအာရုံကိုဆက်ဆောင်နိုင်မဲ့ hook ကိုအရင်ရေးပါ hook ဆိုတဲ့ဖွင့်စာကြောင်းပြီးရင်ဒုတိယအနေနဲ့ background situation လာပါတယ်။အဲ့တော့ background situation ဆိုတာဘာလဲတဲ့ background situation ဆိုတာကဒီ essay ရဲ့နောက်ခံအခြေအနေတွေနောက်ပြီးတော့နောက်ခံအခြေအနေအထူးသဘောတရားတွေကိုပြောတာဖြစ်တယ်။နောက်ပြီးတော့ခေါင်းစဉ်ရဲ့အောက်ကိုစာဖတ်သူရောက်လာဖို့အတွက်တိုင်းဝိုင်းပြီးတော့ပံ့ပိုးပေးတဲ့အရေးသားလို့ကျွန်တော်ကပြောချင်ပါတယ်။အဲ့တော့ဆိုလိုချင်တာကဗျာessay တစ်ပုဒ်ကိုရေးတဲ့အခါကိုရေးမဲ့ essay တစ်ပုဒ်ကိုဖြစ်လာဖို့အတွက်ဘေးကနေတိုင်းဝိုင်းတဲ့အချက်တွေရှိတယ်။ရုပ်ရှင်ဇာတ်လမ်းတစ်ခုထဲမှာမင်းသားနဲ့မင်းသမီးနဲ့left scene ဖြစ်ပေါ့နော်သူတို့နှစ်ယောက်ပြေးလွှားဆော့စားနေတဲ့ပြေးလွှားဆော့နေတဲ့sense ကိုရိုက်မယ်အဲ့မှာဒီ sense ကိုပို့ပြီးတော့လှပဖို့အတွက်နောက်ကနေပြီးတော့ရေမြေတောတောင်ရှုခင်းနေပတ်ဝန်းကျင်အတိုင်းဝိုင်းရှုခင်းနေအလားမရှုခင်းတွေကိုနောက်ခံထားပြီးရိုက်ရသလိုပဲဒီအစင်းမှာလည်းကိုတင်ပြနေတဲ့အကြောင်းအရာကိုပို့ပြီးတော့ဖတ်တဲ့သူဖတ်ချင်စပွဲဖြစ်အောင်နောက်ကနေပြီးတော့တိုင်းဝိုင်းပေးတဲ့အခင်းအကျင်းလို့ပြောရင်လည်းရပါတယ်အဲဒါကြောင့် background situation ဆိုတာအစင်းရဲ့နောက်ခံအခြေအနေအထွေသဘောတရားကိုပြောတယ်နောက်ပြီးတော့ဒီစာဖတ်တဲ့သူကိုဒီခေါင်းစဉ်အောက်ကိုစိတ်ဝင်စားနဲ့ရောက်လာဖို့အတွက်ပံ့ပိုးပေးတဲ့အံ့ဝန်းပေးတဲ့အရေးအသားလို့ကျွန်တော်ပြောချင်ပါတယ်ဒါပေမဲ့အဲ့မှာအရေးကြီးတဲ့အချက်ကတော့ background situation မှာစာ essay ရေးတဲ့သူတယောက်ကအဲ့ကို essay မှာကိုရေးမဲ့ essay မှာရေးတဲ့သူရဲ့အမြင်ရေးတဲ့သူရဲ့သဘောတရားထည့်လို့မရပါဘူးဒါနောက်ခံအခြေအနေကိုပံ့ပိုးပေးတဲ့အရေးသားပဲဖြစ်ရပါမယ်ပြီးရင်ကျွန်တော်ဥပမာနဲ့ရှင်းပြပါမယ် statement ကြတော့ဘာလို့ဆိုလို့တင်လာလဲဆိုတော့ဒီ essay တစ်ပုဒ်လုံးကိုဘယ်ရှုတော့ဘယ်အမြင်နဲ့ရေးမလဲဘယ်ရှုတော့ဘယ်အမြင်နဲ့ပြောမလဲဘယ်လိုတင်ပြမလဲလို့အဓိပ္ပာယ်ရတယ်ဒီ statement ဒီစာဒီ essay ကိုရေးတဲ့သူကနေဘယ်ရှုတော့နေဘယ်အမြင်နဲ့ရေးမလဲနားလည်လည်အောင်ပြောလို့ရှိရင်ဒီ essay မှာကျွန်တော်ဘာပြောချင်ပါတယ်လို့ဖွင့်လိုက်တာကျွန်တော်ဘာပြောချင်ပါတယ်လို့ပြောလိုက်တာဒီ statement ပဲနော်ဒီ essay မှာကျွန်တော်ဘာအကြောင်းပြောမယ်ကျွန်တော်ဘယ်အမြင်ကနေပြောမယ်ပြောလိုက်တာကိုယ့်ရဲ့အမြင်ကိုတင်ပြတာဖြစ်တယ်ဒီ essay ကိုကိုယ့်ရဲ့အမြင်နဲ့ဒီခေါင်းစဉ်ကိုကျွန်တော်ဘယ်လိုမျိုးမြင်ပါတယ်ကျွန်တော်ဘယ်လိုပြောချင်ပါတယ်ဆိုပြီးတော့ပြောတာဒါဒီ essay ကပူပြီးနားလည်သွားအောင် reading is the best habit ဆိုတဲ့ topic လေးနဲ့ဥပမာပြပါမယ်ပြောချင်တာက reading is the best habit စာဖတ်တယ်ဆိုတာအကောင်းဆုံးအလေးချင်းဒီခေါင်းစဉ်ကိုပထမဆုံး hook စာပါလဲဆိုတော့စာဖတ်တဲ့သူကိုဆွဲဆောင်မယ်ဖွင့်စာကြောင်းလို့အရင်ကရှင်းထားပါတယ်အဲ့တော့သူကစပြီး hook ပါ reading opens the door to knowledge information and lifelong learning စာဖတ်ခြင်းက opens ဖွင့်ပေးတယ် the door တကား to knowledge information and lifelong learning အသိပညာဘ ഹു တုဒရဲ့တကားပေါ့ information စိတ်ကူးစိတ်တိုင်းရဲ့တကားပေါ့နောက်ပြီးတော့ lifelong learning what the love ရေးရှိလေ့လာမှုတကားပေါက်ကိုဖွင့်ပေးတယ်ဒါစာဖတ်သူကိုဒီခေါင်းစဉ်နဲ့ဆက်နေပြီးတော့ဆွဲဆောင်မှုပထမဆုံးဖွင့်လိုက်တဲ့စာကြောင်းဖြစ်တယ်စာဖတ်ရင်အသိပညာကုသတွေစိတ်ကူးစိတ်တမ်းတွေနောက်ပြီးတော့ဘဝတတတည်ယူခြင်းတွေရဲ့တကားပေါက်ကိုဖွင့်ပေးလိုက်တယ်အဲ့ဒါကိုကျွန်တော် background situation နဲ့ရှင်းမယ်ဒီခေါင်းစဉ်အောက်ကိုပိုပြီးရောက်သွားအောင်လို့ဘေးကနေအတိုင်းဝဲပံ့ပိုးပေးမယ်အရေးသားဗာလဲဆိုတော့ today ယနေ့ကမှာ people spend too much time playing games and using mobile phones လူတွေက spend too much time ချိန်နေအများကြီးကိုဖြုံးလိုက်တယ် playing games game တွေကစားရင် and နောက်ပြီးတော့ using mobile phones ဖုန်းတွေသုံးပြီးတော့လူတွေကအချိန်ကုန်နေကြတယ်အချိန်တွေဖြုံးကြတယ်အချိန်တွေအများကြီးဖြုံးနေဖုန်းတွေသုံးတယ်နောက်ပြီးတော့ game တွေဆော့တယ်
ဒီလိုအခြေအနေမှာမှ thesis statement ဆိုရယ်ဒီ essay မှာဘာပြောချင်လဲဆိုတော့ဒီ essay မှာကိုတင်ပြချင်တဲ့ကိုမြင်တဲ့အမြင် this essay ဒီ essay ကတဲ့ argue ဆိုတာထောက်ခံပြောဆိုခြင်းပါတယ်ထောက်ခံပြောဆိုတာလည်း argue ဆိုရယ်ကန့်ကွက်ပြောဆိုတာလည်း argue ဆိုရယ်ဒီမှာထောက်ခံပြောဆိုမယ် this essay ဒီ essay က argues ထောက်ခံပြောဆိုမယ် that reading is the best habit စာပတ်ခြင်းကအကောင်းဆုံးလေ့ကျင့်မယ် because ဘယ်ကြောင့်ဆိုတော့ it ၎င်းက increases တိုးတက်စေတယ် knowledge အသိပညာဘုရားတွေကိုတိုးတက်စေတယ် improves တိုးတက်စေတယ် thinking skills အတွေးစွမ်းရည်တွေကိုလည်းတိုးတက်စေတယ်အဲနောက်ပြီးတော့ bit တိဆောက်ပေးတယ် strong character ဆိုတာ strong ဆိုတာအားကောင်းတဲ့အားပြည့်တဲ့ character ဆိုတာအရေးအချင်းကိုပြောတာပါဒီနေရာမှာ character အရေးချင်းတွေကိုပိုကောင်းတဲ့အရေးချင်းတွေကိုလည်းတိဆောက်ပေးပါတယ်အဲ့တော့ဒီသုံးခုပြန်ကြည့်လိုက်ရင်စာဖတ်တွေကိုဆွဲဆောင်ဖို့အဖွင့်စာကြောင်းဟုတ်ပြီးတယ်ပြီးရင်အဲ့ဒီခေါင်းစဉ်အောက်ကိုစာဖတ်သူရောက်သွားဖို့အတွက်တိုင်ဝမ်ခင်းစင်းတဲ့ background situation ကဒီခေတ်အခြေအနေမှာဖုန်းတွေရန်တုံးနေ game တွေရန်ဆိုရဆိုတဲ့အခင်းချင်းပြလိုက်တယ်ပြီးတော့မှဒီ essay ကဘာအကြောင်းပြောမယ်ဆိုတော့ကိုပြောချင်တဲ့အကြောင်း thesis statement ကိုအောက်ဆုံးနေရှိလိုက်တယ်အခုဒီနေ့တင်ပြတဲ့ဗီဒီယိုနဲ့ဆိုရင်ဟုတ်ကဲ့ background situation ရဲ့ thesis statement ကိုပိုပြီးရှင်းရှင်းလင်းနားလည်မယ်လို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုဆက်ကြည့်ပေးပါဦး